ထိန်နုမောဒနာအနေနဲ့ဦးဇင်းနည်းနည်းပြောမယ်နော်ကထိန်ဆိုတာစွမ်းမဆိုပိန်ကြောက်မဆိုသိမ့်သင်္ကန်းမဆိုကထိန်ယရနာမဆိုစိတ်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်ကြတယ်ယရနာတွေထဲမှာလည်းပဲတန်ဖိုးရှိဆုံးအခိုင်ခံဆုံးပစ္စည်းဟာစိတ်လို့ဒီလိုပြောတယ်ဆွမ်းလောင်းတဲ့နေရာမှာလည်းပဲပိဏပါဒဒုတင်ပိဏပါဒဆိုတာဆွမ်းကန်လက်လက်စားဒကာဒကမတွေပင့်တဲ့ဆွမ်းလိုက်မစားဘူးကြောင်းလာပို့တဲ့ဆွမ်းမစားကိုယ့်ရဲ့ခြေသလုံးကိုအိမ်တိုင်းပြုတ်ပြီးတော့ကိုအားကိုပြီးဆွမ်းကန်သွားသပိတ်ထဲကြတဲ့ဆွမ်းကိုပဲစားတာအဲ့ဒါမျိုးကိုပိဏပါဒဒုတင်လို့ဒီလိုခေါ်တာအဲ့လိုဒုတင်ဆောင်မထေကိုလောင်းခွင့်ရတဲ့ဆွမ်းဟာလဲဆွမ်းထဲမှာတော့အမျက်ဆုံးပဲဒီလိုပြောကျောင်းမှာဆိုရင်သိနဲ့သိငါလည်းပဲတန်ဃာတော်တွေမွေးဖွားရာဖြစ်တဲ့အတွက်ဒါကြောင့်သိကျောင်းအလှလည်းပဲအမြတ်ဆုံးပဲတဲ့ဒီလိုပြောသင်္ကန်းလှူတဲ့အခါမှာအာဂါပတိစီဝရတထေးတွေလှူတဲ့သင်္ကန်းဣစေကစီဝရအစောတလင်ရှောင်းတခင်လှူတဲ့သင်္ကန်းစသည်ဖြင့်သင်္ကန်းတွေအများကြီးဝတ္တဝါတိကမိုးရေကန်သင်္ကန်းဝါဆိုကန်ဤလှူတဲ့ဝါဆိုသင်္ကန်းအဲ့လိုသင်္ကန်းတွေအများကြီးရှိတဲ့ထဲမှာကထိန်သင်္ကန်းကတော့အမျက်ဆုံးပဲတဲ့ဒီလိုပြောတာဘာဖြစ်လို့မြတ်တယ်လဲမေးကိုရှိလို့ကိုပတ်စံရှိလို့ကိုအစဉ်ပြေလို့လှူရင်သင်္ကန်းကပုဂ္ဂိုလ်ကိုလှူလို့ရဥစဉ်ကိုကြည်ညိုဥစဉ်လှူလို့ရတခြားတစ်ပါးကြည်ညိုတခြားတစ်ပါးလှူလို့ရကထိန်ကအဲ့လိုမဟုတ်စောစောကဆိုပြီးတန်ဂတ်တာဒေးမှာတန်ဃာကိုလှူရတပါးတည်းရှိတဲ့အကြောင်းဖြစ်နေပါစေတန်ဃာကိုပဲရည်မှတ်လှူရတယ်တပါးတည်းရှိတဲ့အကြောင်းမို့တပါးကိုကထိန်ခင်းတယ်လို့ဒီလိုမမှတ်ရဟုတ်လားကထိန်ကထူးခြားတာအဲ့ဒါအဲ့လိုတန်ဃာကိုလှူရည်မှတ်ပြီးလှူတဲ့အတွက်ဒါကြောင့်ဒီကထိန်သင်္ကန်းဟာမြတ်တယ်လို့ဒီလိုပြောလို့ရတယ်ဒါရင်လားမေးတော့မဟုတ်ဘူးကျန်တဲ့ဝါဆိုသင်္ကန်းတို့ကလှူတဲ့လူပဲကုသိုလ်ရတယ်ဝိတ္တလူကုသိုလ်မရဝိယုံလို့ကောင်းတယ်မကောင်းမှုချမ်းသာတယ်ဒီလောက်ပဲရှိတယ်အကျိုးတရားကြတော့ကထိန်သင်္ကန်းလို့မရကထိန်သင်္ကန်းကြတော့လှူတဲ့လူလဲလှူရတဲ့အကျိုးကျေးဇူးရတယ်အလှခံတဲ့ပုဂ္ဂိုလ်လဲလှူခံတဲ့အတွက်ကြောင့်အကျိုးကျေးဇူးရတယ်အဲ့ဒါကြောင့်ကထိန်သင်္ကန်းကိုဟာအမျက်ဆုံးသင်္ကန်းလို့ဒီလိုပြောကြတယ်ခဏကိုဖြိုးမောင်မောင်မတ်တဇင်ထွန်းသမီးမတ်တမှုရွှေဤသာမောင်လင်းဝနတဇင်ကုံမနဲ့အိမ်သောပစ္စည်းရောင်းဝယ်ရေးမိသားတစုတို့သစ္စာရောင်ကြီးကျောင်းတိုင်းမှာလာပြီးတော့တန်ဃာတော်တွေရဲ့ဂုဏ်ကိုရည်မှတ်ပြီးကထိန်သင်္ကန်းဆက်ကလှူဒန်းကြစိတ်ထားလေးထားတတ်ဖို့ပြောတာတစ်ဘာကိုရည်မှန်းရမယ်တန်ဃာကိုရည်မှန်းရမယ်ဟုတ်ပြီလားကထိန်သင်္ကန်းဆိုတာတန်ဃာတော်တို့အတွက်ဖျားပေးတဲ့စုတစ်မျိုးပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကပထမမှာကထိန်သင်္ကန်းမရှိဘူးကထိန်မပြောနဲ့ဝါဆိုဖို့ဟိုမြတ်စွာဘုရားမပြည့်ညတ်သေးဘူးဝဇိဒဗုဒ္ဓတိကာရဲ့အဖွင့်ဆိုရဆိုရင်ကထိန်ဖြစ်တာဟာဇာတတမင်းဘယင်ဖြစ်ပြီးတဲ့နောက်မှကထိန်ဆိုတာဖြစ်တယ်လို့ပြောတယ်အဲ့ဒါကိုတိတိကျကျတွက်လိုက်မယ်ဆိုမြတ်စွာဘုရားပြိဋိဘံစံဃာတိ10နှစ်အလိုကြမှဒီကထိန်ကဖြစ်တာ45ဝါနေဝတဲ့မြတ်စွာဘုရားပြိဋိဘံစံဃာတိ10နှစ်အလိုမှကထိန်စပေါ်တယ်ဆိုတော့ကထိန်မပေါ်ခင်မှာသူတော်ကောင်းတွေစဉ်းစားဖို့ပေါ့အချိန်ကြီးအများကြီးဟုတ်လားမြတ်စွာဘုရားဝါတော်30ကျော်မှဒီကထိန်ဆိုတာစဖြစ်တယ်ဘယ်လိုစဖြစ်တယ်လဲလို့မေးလိုက်ရင်မြတ်စွာဘုရားနဲ့ဘုရားဖြစ်ပြီးကသာစတွေ့ထားခဲ့တဲ့သူတော်ကောင်းတွေတည်ပြီးသားဗဒ္ဒဝဂီညီနောင်3ကျိတ်ဘာ3ကျိတ်လဲဗဒ္ဒဝဂီဗဒ္ဒဆိုတာကောင်းသောဝက်ကဆိုတာကအစုကောင်းတဲ့အလုပ်ကိုစုပေါင်းလုပ်လို့အဲ့ဒီတန်ဃာ30ကိုဗဒ္ဒဝဂီလို့ဒီလိုခေါ်တယ်ကောင်းတဲ့နေရာမှာစုပေါင်းရင်ဘာဝဂီဗဒ္ဒဝဂီမြတ်စွာဘုရားကတော့တင်စားတယ်ပြားတွေရဲ့စုပေါင်းခြင်းမျိုးပဲတဲ့ဒီနေရာမှာပြားကောင်လေးတွေစုပေါင်းတယ်ရင်ကောင်တွေလည်းစုပေါင်းတယ်ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပေါင်းတယ်အမိုက်ပုံတို့ဟာအပုပ်အဆတ်တို့မကောင်းတဲ့နေရာမှာရင်ကောင်တွေတယုံယုံနေတယ်ပြားကောင်တွေကအဲ့လိုနေရာမသွားဘူးပြားကောင်တွေကလှလှပပရှိတဲ့ပန်းလေးတွေနေရာမှာသွားတာ
လာလာပပရှိတဲ့ပန်းလေးတွေကမှပန်းဦးကြီးလေးတွေစိုးပြီးတော့တေးကြခိုင်မာတဲ့နေရာမှာအုံဖွဲ့ပြီးတော့မိုးရွာလေတိုက်ရင်ရှာဖွေတဲ့အခါအစင်မပြေတဲ့အခါမှာစားဖို့အစင်စစ်ဖြစ်အောင်ညီညီညွတ်ညွတ်တက်ညီလက်ညီနဲ့စုပေါင်းကြတယ်တဲ့ပြားတွေရဲ့အလေးကလေအဲ့တော့မြတ်စွာဘုရားကပြားကိုပုံပြုအရေးစု၍ထားမှုလိမ္မာလွန်ချမ်းသာ၏တဲ့ချက်သားတို့ပြားတွေလိုကျင့်ကြပြားတွေလိုကျင့်ကြလို့ပြောပြားတွေကပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအလှလည်းပြည့်မသွားပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအနံ့လည်းပြည့်မသွားဟာကိုယ့်အတွက်လည်းပဲလုံလုံချုံချုံသိမ့်ဆဲထားတယ်အဲကြောင့်ပြားတွေရဲ့စုပေါင်းခြင်းဟာဗတ္တဝဂီလို့ဒီလိုပြောလို့ရရင်ကောင်တွေကြတော့ဟာစုပေါင်းလိုက်တာမကောင်းတဲ့အနံ့မကောင်းတဲ့နေရာမှာသွားပြီးစုတယ်စုစုဆောင်ဆောင်ရှိလားဆိုတော့ဘာမှစုစုဆောင်ဆောင်လည်းမရှိဟာလူတွေကိုဒုက္ခပေးဖို့ပဲမျက်စိပေါ်နားလိုက်နားထဲဝင်လိုက်ဟိုဝင်လိုက်ဒီဝင်လိုက်နဲ့ဒီရင်ကောင်ကိုဘယ်သူကမှမနစ်သက်ပြားကိုပုံပြုအရေးစု၍ထားမှုလိမ္မာလွန်ချမ်းသာ၏ရင်ကောင်တော်မှာရင်ကောင်တော်တုံဝမ်းဝယုံမြရှားကမပြတ်မရငတ်၏တဲ့ရင်ကောင်တွေကြတော့သိသိထားတာဘာမှမရှိဘူးရှာလို့ရရင်ရမရရင်ငတ်တာပဲဟုတ်လားအဲကြောင့်ခဏသူတော်ကောင်းတို့တွေစုပေါင်းခြင်းနှမျိုးမှာပြားကောင်တွေလို့စုပေါင်းခြင်းဟာဗတ္တဝဂီဒီလိုမှတ်ကြနော်မကောင်းတဲ့နေရာမှာမစုမိစေနဲ့ကောင်းတဲ့နေရာမှာစုမိဖို့ဥစဉ်ပြောကြတာပါဗတ္တဝဂီယဟန်30သောတာပန်နေဖြစ်ပြီးပြီယဟန်နာမဖြစ်သေးဘူးသောတာပန်တဂရကအနာဂံပေါ့ပုထုဇဉ်လည်းမပါဘူးယဟန်နာလည်းမဖြစ်သေးဘူးယဟန်နာဖြစ်ဖို့တော့အကျင့်ကိုဆက်ကျင့်နေကြတဲ့ယဟန်30ဟာဖယားဖူးဆိုသွားလိုက်ကြတာဖယားနေရာမရောက်ခင်တာကေတမှာအဲ့ဒီမှာသူတို့တွေတောင်းတင်သွားကြတယ်ဟိုဘက်ဆက်သွားရင်ဝါဆိုမမီလို့တရင်ကျော်မှာဖယားရှိတဲ့နေရာဆက်သွားကြတရင်ကျော်လာပြီးကျော်သွားလိုက်တဲ့ခါကျတော့ဘာဖြစ်တော့မေးလိုက်တော့ဟာအဲ့ဒီမှာမိုးတွေကရွာထားမြတ်စွာဘုရားကအဲ့ဒီချိန်မှာဘာတော့ပြည့်ညက်လို့ပြီးပြီလဲမေးရင်သူတော်ကောင်းတွေဝါဆိုဖို့စောစောကမပြည့်ညက်ပေမဲ့နောက်ဆုံးလူတွေကကဲ့ရဲ့လာလို့ကဲ့ရဲ့တယ်ရှုံချတယ်ဆိုတာလဲဘာကြောင့်လဲလို့မေးလိုက်တော့သူတော်ကောင်းတို့တွေဟာတန်ဃာတော်ရှင်သူမြတ်တွေဝါရွင့်ခရီးသွားတာလည်းပဲခဏခေလို့ကွန်ကရစ်လမ်းလို့ကတ္တရာလမ်းလို့နိုင်လို့ကတ္တရာလို့ကြောက်ခင်းလမ်းလို့မရှိတော့လဲလန်းနေပေါ်သွားတော့မိုးတွေကရွာဟိုနာကကြိုက်ဒီနာကခွက်ဘွက်တွေနဲ့ဆိုတော့ယာခင်းတွေကကွင့်ရှောင်သွားလိုက်တော့လူတွေကသူတို့စိုက်ထားတဲ့အပင်လေးတွေနင်းလို့မကြေမနက်ဖြစ်ကြသစ်ပင်တွေမနင်းဘူးဆိုရင်တော့ဒါဒီပြိသိက္ခာဘုတ်ကစဉ်းစားစရာဖြစ်မှာပေါ့လေနဲ့သွားမယ်ကားနဲ့သွားမယ်ကိုလန်းကိုသွားမယ်သူတို့ပစ္စည်းလည်းမထိခိုက်ဘူးဆိုတမျိုးဖြစ်စရာအကြောင်းရှိမယ်ပေါ့ဒါပြောချင်တာနော်အဲ့ဒီမှာဝါရင်း3လချက်သားတို့တဲ့ဣမသမင်ဝိဟာရေဣမံတေမတံဝတ္တံဥပေမိတဲ့ဒီเจ้าနဲ့ပဲနေကြဝါဆိုပါမယ်ဆိုတဲ့ဂတိမြတ်စွာဘုရားအဲ့ဒီမှာဝါရင်း3လဝါဆိုခိုင်းဝါဆိုတဲ့သံဃာတွေကိုပထမဝါဆိုလပြည့်နေ့မှာဝါဆိုလပြည့်ကျော်တရနေ့မှာဝါဆိုတဲ့သံဃာတွေကတရင်ကျော်လပြည့်နေ့မှာအဲ့ဒါပုရိမဝါကထတယ်လို့ဒီလိုခေါ်တယ်ပုရိမဝါမဆိုလဲရလို့ဝါကောင်လပြည့်မှာဆိုလဲရတဲ့သံဃာတွေကတစောင်းမုံမှာဝါဝကျွတ်တစောင်းမုံမှာကျွတ်တဲ့သံဃာတွေနဲ့ဒီကထိန်တွေကမဆိုင်တော့ပထမဝါကထမြောက်ပြီးသံဃာတွေဖြစ်ရမယ်ပေါ့ဒီကထိန်သင်္ကန်းကလေအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထံတာကေတကနေသွားကြတဲ့ယဟန်30ဟာပထမစွာဆိုပြီးတော့တရင်ကျော်လာပြီးကျော်မှာဖယားနဲ့သွားတွေ့တော့ချက်သားတို့ကြမ်းကြမ်းမာမာချမ်းချမ်းသာသာရှိကြသလားဘုရားကမေးကြမ်းကြမ်းမာမာတော့ရှိပါတယ်ချမ်းချမ်းသာသာလည်းရှိပါတယ်တပည့်တော်တို့ဝိတ္တာကသင်္ကန်းကအပေါ်ကတင်တဲ့နှစ်ထပ်သင်္ကန်းရဲ့အပေါ်ကဝိတ္တဲ့ဧကတိရဲ့အောက်ကဝိတ္တဲ့သင်္မန်းရဲ့တပားမှာသင်္ကန်း30ပဲဆောင်လမ်းမှာမိုးတွေရွာဘွက်တွေကလူးလိုက်တာမြတ်စွာဘုရားသင်္ကန်းကလဲစရာမပါတော့တပည့်တော်ဆိုရွှဲပြီးတော့ပင်ပန်းပန်းနဲ့လာခဲ့ရပါတယ်ဘုရားကျန်တာတွေအကုန်ဆင်းပြေတယ်ဒီတစ်ခုလေးပဲသူတို့ကြံသွားတယ်ပေါ့အဲ့ဒီသံဃာတွေရဲ့ဆင်းရဲမှုပင်ပန်းမှုကိုအကြောင်းပြုပြီးတော့မှမြတ်စွာဘုရားကဒီကထိန်သင်္ကန်းကိုခွင့်ပြုတာသူတော်ကောင်းတို့ဟုတ်ပြီလားကထိန်သင်္ကန်းခွင့်ပြုတာဟာဒါဆိုကထိန်သင်္ကန်းအိမ်မှာတန်ဃာ30အကြောင်းပြုပြီးကထိန်သင်္ကန်းခွင့်ပြုတော့တန်ဃာကကထိန်သင်္ကန်းလှူရင်မြတ်စွာဘုရားဘယ်လိုလှူရမလဲမေးလိုက်တော့တန်ခိကဒါနတနည်းအားဖြင့်ပြောရင်တန်ဃာကိုရည်မှတ်ပြီးတော့ပဲလှူရမယ်ဒီလိုပြောဘာကိုရည်မှတ်ရမလဲတန်ဃာကိုရည်မှတ်ရတန်ဃာကိုရည်မှတ်ရမယ်ဆိုတော့တန်ဃာဂုံကိုရည်မှတ်ရမယ်ဒီလိုပြောဘယ်ဂုံတွေရည်မှတ်တန်ဃာဂုံဘယ်နှပါရှိတယ်9ပါ
အငါကုံတော့ဘယ်နှပါအေးကိုပါရှိဟုတ်လားအဲ့ကိုပါသောဂုံတော်တွေကိုရည်မှန်းရအခုကြွလာတဲ့သံဃာတော်တွေစာတင်တိုင်သီးသီးရိတ်တာသီးသီးရှိတဲ့သံဃာတော်တွေသူတော်ကောင်းတွေတွေ့ရင်မေ့ကြည့်ပေါ့မဖြေတတ်လို့သာမဖြေပဲနေရင်နေမဖြေတတ်တဲ့သံဃာတွေကတော့ရှင်ဘုရားတို့ဘာကျင့်လို့လို့မေးရင်သီလသိက္ခာတမာတိသိက္ခာပညာသိက္ခာဒီသိက္ခာ၃ပါးကိုကျင့်ပါတယ်လို့ဒီလိုပဲဖြေကြလိုက်မယ်ဟုတ်ပြီလားအဲ့ဒီသိက္ခာ၃ပါးသီလကိုကျင့်တမာတိကိုကျင့်ပညာကိုဖြစ်အောင်ကြိုးစားသီလတမာတိပညာတိုးပွားအောင်ကြိုးစားနေတဲ့သံဃာရဲ့အလုတ်ဟာလောကအတွက်အပြစ်ဖြစ်เสียရှိရလားမရှိဘူးဓမ္မအတွက်ရောအပြစ်ဖြစ်เสียရှိလားလောကရောဓမ္မရောအပြစ်ဖြစ်เสียမရှိဘူးဒီဘဝအတွက်ရောနောင်ဘဝအတွက်ရောအပြစ်ဖြစ်เสียမရှိဘူးကိုယ်အတွက်ရောသူ့အတွက်ရောဘာအပြစ်မှဖြစ်เสียမရှိလို့အဲ့ဒီဂုံကိုသုပ္ပတိပါဏလို့ဒီလိုခေါ်တာဟုတ်လားအဲ့ဒီအကျင့်ကိုသုပ္ပတိပဒါလို့ဒီလိုခေါ်တာပေါ့အဲ့ဒီအကျင့်ကျင့်တာကိုသုပ္ပတိပါဏတာလို့ဒီလိုခေါ်တာပေါ့ဟုတ်ပြီလားအေးကောင်းသောကျင့်ကိုကျင့်ခြင်းအပြစ်မရှိသောကျင့်ကိုကျင့်ခြင်းလို့ခေါ်တယ်ဒါအကြောင်းဂုံတစ်ပါးအဲ့ဒီသီလသမာဓိပညာသိက္ခာ၃ပါးအကျင့်တရားသည်ဟာမတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းကြီးဖြစ်နေတဲ့အတွက်ဒါကြောင့်ဥဇုပတိပါဏလို့ဒီလိုပြန်ဖြစ်တယ်ဟုတ်ပြီလားသီလသမာဓိပညာသည်မတ်ဖို့နိဗ္ဗာန်ရောက်ရန်အတွက်ပရိသတ်ကြီးဖြောင်းဖြောင်းကြီးဖြစ်မနေဘူးလားအဲ့ဒီဂုံကိုဘာဂုံခေါ်တဲ့ဥဇုပတိပါဏဟုတ်ပြီနော်စောစောကပရိသတ်အပြစ်မရှိတဲ့ဂုံမို့သုပ္ပတိပါဏအဲ့ဒီအပြစ်မရှိတာဒီပင်လေမတ်ဖို့နိဗ္ဗာန်အတွက်ဖြောင်းဖြောင်းကြီးဖြစ်နေလို့ပါတယ်ဥဇုပတိပါဏဟုတ်ပြီလားနိဗ္ဗာန်အတွက်ဖြောင်းဖြောင်းကြီးဖြစ်နေလို့ဥဇုပတိပါဏဒီလိုခေါ်တယ်ဟာနောက်တကမဉ္ဇဉ်ဖုန်ဉဏ်ရဲ့ဖြစ်ခြင်းရဲ့အကြောင်းလဲဖြစ်လို့ညာယပတိပါဏနောက်တကလူနာပြမတတ္တဝါတွေရဲ့ရှ िख ိုးခြင်းပူဇော်ခြင်းကထိုက်တဲ့ဂုံလေးဖြစ်နေလို့လည်းပဲသာမီစိပရိပါဏလို့ဒီလိုခေါ်တယ်အဲ့တော့သံဃာတော်တွေရဲ့ဂုံတော်ဟာသူတော်ကောင်းတို့တွေတိသုပ္ပတိပါဏဂုံ2ဥဇုပတိပါဏဂုံ3ညာယပတိပါဏဂုံ4သာမီစိပရိပါဏဂုံအဲ့ဒီဂုံ၄ပါးဟာဘာလဲလို့မေးရင်အကြောင်းဂုံ၄ပါးလို့ဒီလိုခေါ်တယ်ဘာဂုံ၄ပါးအကြောင်းဂုံ၄ပါးသုပ္ပတိပါဏအပြစ်မရှိတဲ့ကျင့်ချင်းဆိုတဲ့ဂုံဥဇုပတိပါဏနိဗ္ဗာန်အတွက်ဖြောင်းဖြောင်းကြီးဖြစ်နေတဲ့တရားကိုကျင့်ချင်းဆိုတဲ့ဂုံညာယပတိပါဏမတ်ဖို့နိဗ္ဗာန်အတွက်ဖြောင်းဖြောင်းကြီးဖြစ်နေတဲ့အကျင့်ကိုကျင့်ချင်းဆိုတဲ့ဂုံသာမိစိပတိပါဏလူနာပြမတတ္တဝါတို့လက်အုပ်ချီမှုရှ िख ိုးခြင်းကထိုက်တဲ့ဂုံပူဇော်ခြင်းကထိုက်တဲ့ဂုံလို့ခေါ်တဲ့အဲ့ဒီဂုံအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့သံဃာကိုတဲ့နောက်ကဆက်ရွကြည့်သူတော်ကောင်းတွေအာဟုနေယောပါဟုနေယောဓက္ခိနေယောအင်္စလိကရဏီယောဟောဒီလိုလာတာအာဟုနေယအဝေးကနေလဲဆောင်းပြီးတော့အဲ့ဒီတန်ဃာတွေစီလှူမယ်ဆိုရင်လှူနိုင်ခြင်းဆိုတဲ့ဂုံဟုတ်လားသီလသမာဓိပညာနဲ့ပြည့်စုံနေတဲ့တန်ဃာကိုသူတော်ကောင်းတို့တွေအဝေးကနေလဲကြောင်းလာပြီးမလုပ်နိုင်နဲ့လှူနိုင်တယ်ကိုနေတဲ့နေရာကိုကိုကတန်ဃာတွေရှိတဲ့နေရာမသွားနိုင်ဘူးဆိုရင်လဲတန်ဃာတွေကိုကိုရှိတဲ့နေရာပင့်ပြီးတော့မလုပ်နိုင်လေလှူနိုင်တယ်မြတ်စွာဘုရားကအဲ့ဒါအကျိုးကိုဟုတ်ပြီလားအာဟုနေယောပါဟုနေယောပါဟုနာဆိုတော့သူတော်ကောင်းတွေလက်ဆောင်ပါဟုနာဆိုတာဗာလေလက်ဆောင်ဟာတငယ်ချင်းတွေလက်ဆောင်ပေးဖို့အတွက်အထုတ်တယ်ထုတ်ထားတယ်ကျွေးဖို့မိုးဖို့ပြင်ဆင်ထားတယ်ပေါ့အဲ့ဒီချိန်မှာတန်ဃာတွေအိမ်ရှိရောက်လာလို့ဟာဧည့်သည်တွေကမလာသေးဘူးတန်ဃာတွေကြွလာပြီကိုင်းကွာတန်ဃာတွေကြွလာရင်ဧည့်သည်ပစ္စည်းပေးမယ်လို့လှူမယ်ဟိဆိုရင်လေဧည့်သည်ပဲပြင်ထားတဲ့ပစ္စည်းပေးမယ်တန်ဃာလှူရင်လည်းပဲလှူခံခြင်းကအဲ့ဒီတန်ဃာတွေမှာထိုက်တယ်တဲ့ဒါအကျိုးကုန်တယ်ဟုတ်ပြီလားအာဟုနေယောပါဟုနေယောနောက်တကဓက္ခိနေယောဓက္ခိနဆိုတာကပုထုဦးဇင်းတို့ပုထုဗုဒ္ဓဘာသာတွေပေါ့ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့နေတဲ့ဒကာဒကမတွေရဲ့အလှကိုလည်းပဲခံယူထိုက်ခြင်းဆိုတဲ့ကောအာဟုနေယောပါဟုနေယောဓက္ခိနေယောနောက်တကအင်္စလိကရဏီယောအင်္စလိကရဏီယဆိုလက်အုပ်ချီမှုရှ िख ိုးခြင်းကလည်းထိုက်သေးတဲ့အဲ့ဒီသီလသမာဓိပညာနဲ့ပြည့်စုံတဲ့တန်ဃာကလေမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကပြောတယ်ခဏိဝတ်တဲ့ကိုရင်လေးပင်ဖြစ်လင့်ကစားတဲ့စัจ java ရေမင်းကအဲ့ဒီကိုရင်လေးကိုရှ िख ိုးရမယ်လို့ပြောတယ်
စัจ java ဝရိမိရဲ့ရှစ်ခိုးခြင်းကိုကိုရင်လေးကထိုက်တန်တယ်လို့ဒီလိုပြောဘာဖြစ်လို့တော့မင်းစัจ java ဝရိမိကျင့်တာကမင်းကျင့်တရား10ပါးစัจ java မင်းကျင့်စဉ်73ပါးပေါင်းလိုက်မှ23ပါးရှိကိုရင်လေးတွေကျင့်နေတဲ့သိက္ခာပုဒ်ကသီလသိက္ခာပုဒ်က100ကျော်ရှိတယ်အဲ့လိုကြွားတဲ့တွေ့တာကြောင့်လူပုဂ္ဂိုလ်ကကိုရင်လေးတွေကိုလက်အုပ်ချီမို့ရှေ့ခိုးခြင်းကထိုက်တယ်တဲ့ဒါလည်းပဲဂုဏ်တစ်ပါးအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်စလီကရဏီယောနောက်တကနံပါတ်5အကျိုးကုံကအနုတ္တရံပုံညခိတံလောကတာအဲ့ဒီသံဃာတွေကဘာနဲ့တူသလဲလို့မေးလိုက်တော့ကောင်းမှုရှင်ကုသိုလ်ရှင်တို့ရဲ့စိုက်ပျိုးကျဲချရာလေယာမြေကောင်းနဲ့တူတယ်နံပါတ်5ကဗါတယ်လေယာမြေကောင်းနဲ့တူတယ်ဒါဆိုတန်ခါဂုံတော်9ပါးသူတော်ကောင်းတို့တွေအကြောင်းဂုံကဘယ်နှပါလဲ4ပါးအကျိုးဂုံကဘယ်နှပါလဲ5ပါးဟုတ်ပြီလားအဲ့ဒီဂုံတော်9ပါးနဲ့ပြည့်စုံတဲ့တန်ခါတွေရဲ့ဂုံကိုရည်မှန်းပြီးတော့မှကထိန်သင်္ကန်းဆိုတာဘာလို့ရမလဲလှူဒန်းရမယ်ဒီလိုပြောတာနားလည်ပြီနော်အနုတ္တရံပုံညခိတံလောကတတန်ခါတော်ရှင်သူမြတ်တွေဆိုတာလေယာမြေကောင်းနဲ့တူတယ်လို့ဒီလိုပြောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပြောထားတာတနေရာမှာရှိတန်ခါတော်ရှင်သူမြတ်တွေကလေယာမြေကောင်းဆိုရင်သူတော်ကောင်းတို့တွေအလှရှင်ပုဂ္ဂိုလ်တွေကဘာဖြစ်သွားမလဲမင်းလေသမားဖြစ်မှာပေါ့ဟုတ်လားဒါနေညိနာမဒါနစေရနာဆိုတာတိတ်သောစေရနာသုံးနှံကိုကာတုံးပြုခြင်းငါသက္ကွန်တသေးဝါစွမ်းနိုင်တဲ့ပုဂ္ဂိုလ်တို့မှသာလျင်မဗလံဟောတိမဟာနိသံသောဒါနစေရနာဆိုရင်စေရနာသုံးနှံညီအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်မှအကျိုးကျေးဇူးများတယ်အဲ့တော့ပြောချင်တာဗာလဲလို့မေးရင်တန်ဃာတော်ရှင်သူများဟာလေယာမြေကောင်းဆိုရင်တရားတရားဟာမျိုးစစ်ဒီလိုဖြစ်မှာပေါ့တရားတရားကဗာလဲလေယာမြေဘလောက်ကောင်းကောင်းမျိုးစစ်မကောင်းရင်အပင်မတန်ဘူးဟုတ်လားမျိုးစစ်မှန်အပင်မတန်ဒီလိုပြောတယ်မလားဟာနောက်တက်ကမျိုးစစ်ဘလောက်ကောင်းကောင်းလေယာမြေမကောင်းဘူးဆိုလဲအဆင်မပြေဘူးလေယာမြေလည်းကောင်းဖို့လိုတယ်မျိုးစေ့ပဲမှန်ဖို့လိုတယ်ဟုတ်ပြီလားလေယာမြေလည်းကောင်းတယ်မျိုးစေ့လည်းကောင်းတယ်ဒါပေမဲ့မိုးဦးလည်းမကောင်းဘူးမိုးလေလည်းမကောင်းဘူးမိုးနှောင်းလည်းမကောင်းဘူးမိုးသုံးဘူးဘာမှမကောင်းဘူးဆိုရင်လည်းလေယာမြေကဖြစ်သေးလားမဖြစ်ဘူးဟာမိုးဦးတော့ကောင်းတယ်မိုးလေမိုးနှောင်းမကောင်းဘူးဆိုလည်းမဖြစ်ပြန်အဲ့တော့သီးနှံဖွင့်ဖြိုးဖို့အတွက်ကမိုးသုံးမှညီဖို့လိုသလိုပဲတဲ့ကောင်းမှုပြုတဲ့နေရာမှာလည်းသူတော်ကောင်းတို့တွေစေတနာသုံးနှံညီဖို့လိုတယ်ဟုတ်လားမလူမီရှိမှဝမ်းမြောက်နေရမယ်ပုဗ္ဗစေတနာလှူတဲ့ကာလမှာဝမ်းမြောက်နေရမယ်မုံစစေတနာလှူပြီးတဲ့နောက်လဲဝမ်းမြောက်နေရမယ်ပရစေတနာစေတနာဘယ်နှတန်လဲ3တန်ဟုတ်ပြီလားခဏကိုရဲတို့မသဇင်ထွန်းတော်မိသားစုဟာငါတို့တွေကနေ့ကထိန်သင်္ကန်းကလိုက်ငါတို့ကလိုက်တဲ့ကထိန်သင်္ကန်းကိုရင်လေးတွေလည်းပါစီဒီကြောင့်မှတန်ခါ28ပါးရှိ28ပါးသလုံးတန်ခါကုံအကုန်ကဟာကြွရောက်လာတဲ့ပင့်တန်ခါ10ပါးလဲအကုန်ကဆိုစုစုပေါင်း38ပါးဘောဓိပက္ခိယ138ပါးနဲ့သွားကြိုက်တယ်ပေါ့ဖရာဖြစ်ကြောင်းကျင့်စဉ်ဟာဘောဓိပက္ခိယ138ပါးဟုတ်လား38ပါးသောတန်ခါတွေကိုသင်္ကန်းတွေကကြမယ်ခဏသင်္ကန်းလှူပြီးတဲ့ချိန်ကစပြီးတော့ကိုယ်အိမ်ရောက်ပြန်တွေးပြီးတော့ဟာငါတို့လှူတဲ့သင်္ကန်းကိုခဏတိမ်နဲ့ဝင်ပြီးတော့ဝီနိကန်နဲ့လျော်ညီစွာကန်ဆောင်နေလောက်ပြီးတွေးလိုက်တာကုစုတွေပဲဟုတ်ပြီလားပရစေရနာပြောတာဟာအခုချိန်ဆိုငါတို့လှူတဲ့သင်္ကန်းဝိယုံပြီးတော့တရားဟောနေလောက်ပြီးဒါဥစဉ်တွေလှူတဲ့သင်္ကန်းဆိုခုဥစဉ်ဝက်ပြီးသင်္ကန်းတရားဟောနေတာဟုတ်လားဟာညဆိုရင်လည်းငါတို့လှူတဲ့သင်္ကန်းလေးဝေးပြီးတော့ဒီချိန်ဆိုရင်တော့ဖျားဝတ်တဲ့ကြလောက်ပြီးတွေးလိုက်စမ်းငါတို့လှူတဲ့သင်္ကန်းလေးဝေးပြီးတော့ဒီချိန်ဆိုစွန့်ငံထွက်လောက်ပြီးဒီချိန်ဆိုစာချလောက်ပြီးဒီချိန်ဆိုစာကျက်လောက်ပြီးပရစေရနာတဖွာဖွာဖြစ်အောင်လုပ်လိုက်အဝတ်ပိုင်းလေးသေးသေးလေးလှူတာနဲ့တော့90တကဘာပဲမကြဘူးဆိုတာရှိတယ်မဟုတ်လားအခုအဝတ်ပိုင်းသေးသေးမဟုတ်ဘူးတစုံပြည့်ပြည့်စုံစုံလှူတာဟုတ်ပြီနော်အဲ့ဒါကြောင့်မို့စေရနာသုံးဏညီညွတ်ဖို့လေဦးဇင်းပြောတာပရစေရနာအခဲရင်ဆုံးအဲ့ဒီခဲရင်ဆုံးစေရနာကိုရအောင်အကောင်းထဲပေါ်ပြီးတော့မှကိုကြိုးစားဖို့ပြောတာအဲ့ဒါလေသမားရဲ့တောင်းဟုတ်လားလေသမားဆိုတာပြိဿရဲ့အလှရှင်ကိုပြောတာကိုစိုက်ထားတဲ့လေယာမြေထဲမှာပိုးမကြအောင်ဟာနောက်တကပေါင်းမများအောင်ရှင်းတဲ့နာရှင်းပယ်တဲ့နာပယ်ရမှာကလေသမားရဲ့တောင်းမိုးတော်ကောင်းတဲ့လေယာမြေပြစ်ချင်တိုင်းပြစ်ထားရင်ပြိဿရဲ့မဟုတ်တဲ့တော့ကဖုံးသွားရင်လေယာမဖြစ်တော့ဘူးမလားဟ
အဲ့ဒါကြောင့်မပြိဿလေယာမြေထဲမှာပိုးလည်းမကြစေနဲ့လှူတဲ့နေရာမှာပိုးဆိုတာဘာလဲမေးရင်လောဘဒေါသမာနတွေပေါ့ငါမို့လှူနိုင်တာဟေးကျန်တဲ့လူလှူနိုင်တာမဟုတ်ဘူးဆိုရင်ဒါမာနဝင်သွားဟုတ်လားဟာငါတို့လိုလှူမျိုးဘယ်သူမှမလှူနိုင်ပါဘူးကွာဆိုလဲမာနတွေဝင်လာဟာလှူလိုက်ရတာဟုတ်ရောဟုတ်ရဲ့လားကွာငါတို့တော့ကုံနာများမှားသွားလိမ့်မလားလို့တွေးရင်ဒါမောဟတွေဖြစ်လာပြန်ဟုတ်ပြီလားအဲ့ဒါကိုယ့်ရဲ့လေယာမြေထဲမှာပိုးတွေလာကြအဲ့ဒီပိုးတွေကိုလည်းမလုပ်ရမယ်ဖယ်ရှင်းပေးနိုင်ရမယ်ဒါပြောတာဟုတ်ပြီလားအဲ့တော့နုဒ္ဒနာပုံညာခေတ္တလောကတသံဃာတော်ရှင်သူမြတ်များဟာလေယာမြေကောင်းဆိုရင်အလှရှင်များဟာလေသမားဖြစ်တယ်ဒါပြောကျင်တာသံဃာတော်များကပြိဿလေယာမြေကောင်းနဲ့တူတယ်တရားတရားကမျိုးစေ့နဲ့တူတယ်စေရနာသုံးဏကမိုးသုံးပါးနဲ့တူတယ်အလှရှင်ပုဂ္ဂိုလ်ကလေသမားနဲ့တူတယ်လောဘဒေါသမောဟကမလိုလားအပ်တဲ့ပေါင်းမြတ်တွေနဲ့တူတယ်လို့ဒီလိုနားလည်ကြပါဟုတ်ပြီလားအဲကြောင့်ကထိန်သင်္ကန်းဆိုတာပြိဿဘာကိုရည်မှန်းလှူရတယ်လဲလို့မေးရင်တန်ခါဂုံကိုရည်မှန်းပြီးလှူရပါတယ်တစ်နှစ်မှတစ်ကြိမ်ပဲတစ်ကြိမ်မှလည်းတစ်ကြောင်ပဲတစ်ကြောင်ကလည်းတစ်ကြိမ်ပဲပြိဿအများကြီးလက်ခံလို့လည်းမရနောက်တကဒီကထိန်သင်္ကန်းကကောင်းတာကအခုဒီเจ้าမှာယဟန်တော်၄ပါးရှိတယ်အဲ့ဒီ၄ပါးကသူတို့ဝိနိကံနဲ့အညီပေါ့ဒီเจ้าမှာပထမဝါကနေဆိုပြီးတော့ဒုတိယပစ္စည်းမပုရိမဝါဆိုပြီးပုရိမဝါကထားတဲ့သံဃာတော်တွေဝိနိကံနဲ့လျော်ညီစွာကြီးတဲ့ပုဂ္ဂိုလ်ကနေသင်္ကန်းနဲ့ပတ်သက်ပြီးတော့ခေါင်းနွမ်းပြီးဝစ်စရာမရှိတဲ့ပုဂ္ဂိုလ်များရှိခဲ့သည်ရှိတော့မေးရလိမ့်မယ်ဟာမေးလိုက်တဲ့အခါမှာဟောင်းနွမ်းတဲ့ကိုတော့လိုအပ်တဲ့ကိုတော့ကိုဒီသင်္ကန်းကပေးရတာဟာတကယ်လို့ဟောင်းနွမ်းတဲ့ကိုတော့မရှိဘူးဆိုသံဃာထေကြီးကပဲကြိုက်တယ်လို့စီမံပြီးတော့မှဒီသင်္ကန်းကိုပေးရတာပေးတဲ့ခါလဲရိုးရိုးပေးလို့မရဘူးဟာသင်္ကန်းကိုကမ္မဝါနဲ့ညှပ်ပြီးပေးရတာဟုတ်လားပေးလိုက်တဲ့အခါမှာလည်းပဲကျန်တဲ့သံဃာတွေကအဲ့သံဃာ၄ပါးအလှခန်းနေတဲ့ထဲသံဃာတစ်သိန်းလာတစ်သောင်းလာကျန်တဲ့သံဃာတွေအကုန်လုံးကဟာရှင်ဖျားရတဲ့သင်္ကန်းကတော့တရားနဲ့အလျော်ကြီးအင်မတန်သင့်လျော်လျောက်ပါကောင်းမြတ်တဲ့သင်္ကန်းပါဖျားဖျားတပည့်တော်တို့တွေလည်းပဲဝမ်းမြောက်နှုတ်ပေါ်တာရုခေါ်ကြပါတယ်ဖျားဆိုရင်အဲ့ဒီတစ်သိန်းလုံးကအာနိသင်၅ပါးအကုန်ရတာဟုတ်လားတပါးတဲ့လူလို့ကထိန်အာနိသင်တပါးတဲ့ရတာဟုတ်ရဲ့လားတာရုခေါ်နှုမောဒနာပြုရင်အကုန်ရတာကထိန်သင်္ကန်းကမြတ်တယ်ဆိုတာအဲ့ဒါပြောတာကျန်တဲ့သင်္ကန်းတွေအဲ့လိုမရဟုတ်ပြီလားကထိန်လူညာလာသွားလို့ရအဝပေါ်မြရာညာအစာခိုးသူယံမကင်းရဥစ္စာဆုံးဘဝပေချကိလေသာအဲ့လိုမွန်မြတ်တဲ့သင်္ကန်းထက်တန်းကြတဲ့သင်္ကန်းကိုလှူဒန်းရတဲ့ပုဂ္ဂိုလ်များကထိန်လူညာလာသွားလို့ရကထိန်သင်္ကန်းလှူတဲ့ပုဂ္ဂိုလ်ကလာခြင်းရလာသွားခြင်းရသွားလွတ်လွတ်လပ်လပ်သွားခွင့်လာခွင့်ရှိတယ်ဟုတ်ပြီလားအဲ့ဒီစုကအလွန်ကြိုက်ဖို့ကောင်းတယ်နော်တချို့လွတ်လပ်လပ်ပြိဿပတ်စံရှိသွားလို့ရမယ်ထင်ကြတာပဲပတ်စံရှိတိုင်းသွားမရတာတွေများတယ်ပြီးကြတဲ့ဒလနလကအဖြစ်ပြတဲ့သူတော်ကောင်းတွေပိုသိလိမ့်မယ်ဟုတ်လားတကိုင်းတရားရှေ့ဘက်နောက်ဘက်တော့ကူးဖို့မလွယ်ဘူးလေကိုကဒီကပြင်းထန်ခံတာဟိုဘက်သွားခြင်းနဲ့သွားမရဒီဘက်လာခြင်းနဲ့လာမရကိုယ်ဆွေမျိုးဟိုဘက်ရောက်နေတဲ့ကူးလို့မရဒီဘက်ကလည်းဟိုဘက်ကူးမရကထိန်အာနိသင်ရှိထားလို့တော့အဲ့ဒါမျိုးတွေအတားစီပိတ်ပင်မရှိဘူးတဲ့သွားလို့လာလို့ကောင်းနေတယ်ဟုတ်ပြီလားအဲ့ဒါကြိုက်စရာကောင်းတာကထိန်ကလေဟိုဦးဇင်းအိန္ဒိယမှာပညာသင်တော့စူပါဗိုက်ဇာဆရာမကြီးတလတစ်ချိန်တော့မနေ့တွေ့ရတာသူတို့ဟာတခါ2လ3လနေမှတစ်ခါတွေ့ရအဲ့မှာကိုကရေးသိရေးလိုက်တာတွေအကုန်လုံးရေးထားတရက်တော့ဆရာမကြီးကရှင်ဘုရားတပည့်တော်တွေ့မယ်ဆိုခဏအစဉ်ပြေတယ်ရှင်ဘုရားတက္ကသိုလ်လာခဲ့ဆိုဦးဇင်းကမြို့ထဲမှာအိမ်လေးငှားနေကြတာတကယ်ချင်း6ယောက်စုပြီးတော့ဆရာမကြီးကလာခဲ့ဆိုတော့ဝမ်းသာအားရနဲ့ကိုစာအုပ်တွေဘာတွေထည့်ကိုရေးထားတဲ့ဟာတွေထည့်ပြီးတော့ကရန်ကရန်နဲ့အဲ့မှာရီရှော့ခေါ်တာပေါ့သူတို့စီတော့ခုဒီကမီနီအိုဝေမျိုးလေးအဲ့ကာသမားလေးခေါ်ပြီးအမြန်ပြေးတယ်ကာသမားအသက်ခတ်ကြီးဟိုကြတော့သမတရဲ့လမ်းကြောင်းရှိလို့တဲ့တက္ကသိုလ်ဝင်ပေါက်ကြီးပိတ်ထားရှင်ဘုရားရှေ့ကာသမားကိုရဲကြီးကတားထားသူတို့စီကရဲကြီးကဒုတ်ကြီးနဲ့ရက်ရှိရှိရဲကြီးတွေရှေ့မတိုးနဲ့တဲ့ဒီလိုပြောတယ်ဟေ့ငါတက္ကသိုလ်တွေကလို့ဒီမှာကျောင်းသားကပါတယ်အရေးကြီးလို့မောင်းကွာလို့ပြောတော့ရဲဟိုဘက်ငေးနေကိုပြောတာလည်းနားမလည်ဘူးထင်ပါရဲ့ကာသမားစွတ်တဲ့မောင်းတဲ့နောက်ကဒုံနဲ့ကားကြီးပိတ်ရိုက်ပြတာလေပိတ်ယုံသွားတာကားကြီးပိတ်တော့ကာသမားကကားရပ်ပြီးကိုင်းရှင်ဖျားရောတဲ့ဦးသိန်းရောတောင်းဟောပြရိုက်တာက तू ကရိုက်တာမင်းငါလာရောတောင်းအဲ့ဒီမှာပြဿနာတက်ပြီးဖြေရှင်းရတာနဲ့ဆရာမနဲ့တွေ့ချင်မရလဲ
ပြောကျင်တာကထိန်အာနိသင်ပြောတာဟုတ်လားအေးပြိဿကထိန်အာနိသင်များရှိတာပဲကိုသွားလိုက်မယ်ဆိုရင်ဟာသွားရကံကိုကျုံပြီးတော့အစင်သင်းဖြစ်သွားတာမျိုးတွေရှိတတ်တယ်နော်ငါကမသွားတဲ့လူကစားကိုသွားမယ်လန်သွားမှာမဟုတ်သူကလိုက်အောင်မလားခေါ်တာမျိုးဖြစ်တတ်တယ်မလားကထိန်အာနိသင်ရှိတိုင်းချောချောချူချူရှိတယ်ဆိုတာဒါပြောတာကထိန်လူများလာသွားလို့ရအဝတ်ပေါ်များရညာအစာအဝတ်ထဲလဲပေါ်တယ်ပေါ်တဲ့အတွက်ဒါကြောင့်လည်းပဲအဲ့ဒီဝစ်လိုက်တဲ့အဝတ်ထဲကကို့မှာဝစ်လိုက်တဲ့လှစေတယ်တဲ့အဲ့ဒီဝစ်ကဟောဒါလည်းပဲသူတော်ကောင်းတွေကြိုက်စရာကောင်းတယ်နော်တချို့ကအဝတ်တော်ပြိဿကြီးလှတယ်မစင်တတ်ရင်မလှဘူးဟုတ်လားမလိုက်ဖွဲ့ရင်လည်းပဲမလှဘူးတချို့ကြပြိဿအဝတ်လိုက်မှယူကြီးဆိုးသွားတာကိုရှိတယ်ဟုတ်လားကထိန်အာနိသင်ကြတော့ဘလို့ဝစ်ကလေးဝစ်လိုက်လှလို့နေတာမျိုးတွေ့ဘူးတယ်မလားတချို့ကြဘလို့ဝစ်လိုက်လှတချို့ကြတော့ဘလို့ဝစ်မလှဟိုဦးဇင်းတို့ငယ်ဒီမန္တလေးမှာနေကြတော့ဥညာနေတာရက်ကပူတယ်ဥစဉ်တက်ကိုသူကပူသေးခေါင်းတစ်လုံးလောက်လေတားလာကျင်နာသူကဆုံးခံထွက်ရင်လေသင်္ကန်းယုံဆုံးခံထွက်ကနေသင်္ကန်းယုံရင်သူကမှန်ရှိမှယုံတယ်ဥစဉ်တို့မှန်မရှိဘူးသူကမှန်ကြီးထောင်ထားဟာကော်လန်ဟိုလိုဆွဲဒီလိုဆွဲသူဆုံးခံထွက်လာလို့သပိတ်ကြီးပွေပြီးဆိုမီးပုံညာကြီးထွက်လာတဲ့အတိုင်းပဲသူကလေဘလို့ပြင်းဒါပဲသူဟာကလေဘလို့သင်္ကန်းဝစ်ဒါပဲဖြစ်လာတာပြောတာဟုတ်လားပြောကျင်တာကဘာလဲမင်းရင်အဝတ်ပေါ်များခြင်းဆိုတဲ့အကျိုးဝစ်လိုက်လို့လဲပြိဿဟာဘယ်လေးဝစ်လိုက်ကတ်လို့ချက်လို့လှလို့ပလို့ဒီလိုဖြစ်သွားတာပြောတာဟုတ်ပြီလားကထိန်ရဲ့အာနိသင်ကလေကထိန်လူညာလာသွားလို့ရအဝတ်ပေါ်များရညာအစာနံပါတ်3ကအစားတော့လဲပေါ်တယ်ပေါ်တဲ့အပြင်ပြိဿစားတဲ့အတွက်ဆေးမဖြစ်ဘူးတဲ့စားတဲ့အတွက်ဘေးမဖြစ်ဘူးတဲ့ဆေးပဲဖြစ်တယ်ကိုစားသမျှဟာပြိဿရေဘာပဲဖြစ်တယ်ဆေးပဲဖြစ်အစာလဲဆေးလဲစားဆိုတာကထိန်အာနိသင်ပြောတာဟုတ်လားကထိန်အာနိသင်မရှိလို့ကတော့ပြိဿမတည့်တာသွားစားလိုက်ပြီးပြီဘုရားတို့ငယ်ကဆိုပြိဿစားကျင်လိုက်တာဒီမန္တလေးနေတုန်းကစာသင်သားဘွားမနေ့မိုးလင်းဘုန်းကြီးကပြာဆိုလကနေပြီးတော့တပေါင်းလာထိစောင်းဝဲတွင်းမှာမနေ့4 နာရီထစားကြက်ခိုင်းညနေသားကမစားရမနေ့4 နာရီရေတော့ပြီးစားကြက်ဟို26နန်းပေးအခုတော့မရှိတော့ဘူးအကောင်းကြိုက်လက်ဖေးတိုင်းနဲ့ဦးဇင်းတို့အများတန်းထိုင်အဲ့နာ3ဆိုင်လောက်မင်းတန်းထိုင်အဲ့နာမျိုးမရ3ခုဦးဇင်းနဲ့အခုစပိတ်ကျင်းမှာတန်ခါနိုင်ကဥက္ခရလုပ်တဲ့အရှင်ဇောတိပါလာသူနဲ့2ပါးမနေ့ကလက်ဖေးတောင်းနိုင်တာသူနဲ့အဲ့ဒီကိုတော်လေးနဲ့အဲ့ဒီကိုတော်လေးနဲ့ဦးဇင်းနဲ့2ပါးရှိတယ်တန်ခါ180မှာမတောင်းနိုင်ကြဘူးဗျာဦးဇင်းတို့2ပါးကလည်းအများကြီးမတောင်းနိုင်ဘူးနံပြားပဲဟာနံပြားလေးနဲ့ဘုန်းကြီးတွေဒီကိုတော်လေး2ပါးဝင်သိပြီဝမ်းနံထောသဝဲတို့ကអော်ပြီနံပြားထောပါတော့2ယောက်မှတစ်ချက်လေဝမ်းနံထောဦးဇင်းတို့ကဝမ်းနံထောလို့ခေါ်တာအဲ့ရလေအဲ့ဒါနဲ့ရေနွေးကြီးဖိတော့ကြတော့ဆိုင်ပိုင်ရှင်ကမျက်စောင်းတထိုးထုံးနဲ့လေဆိုင်3ဆိုင်ပြောင်းတော့ရတာပြောတာဟုတ်လားတဆိုင်နဲ့မတော့ရဲ့နံပြားလေးတစ်ချက်2ယောက်ဟိုဘက်သူတစ်ချမ်းကိုတစ်ချမ်းခွဲတယ်ပြီးတော့အဲ့ဒါရေနွေးတွေဖိတော့ပြီးတော့ဆုံးခံထွက်ကြတာပြောကျင်တာကဘာလဲမေးစားကျင်တဲ့ချိန်တုန်းကဦးဇင်းတို့တွေစားနိုင်ဘူးဗျာဟာခုစားနိုင်ပြီဆိုပြန်တော့လည်းပဲစားလို့ကမတည့်တော့ဘူးဗျာဟုတ်လားဩအချိုဆိုလည်းပဲစည်းချိုအငံဆိုလည်းပဲသွေးတို့ဟာခင်းသီးလေးအာလူသီးလေးကြိုက်လို့စားမယ်ဆိုတဲ့တခါကိုလက်စထရောနဲ့ယူရင်အက်ဆစ်တက်တာနဲ့စုံနေတာပဲလေပြောကျင်တာကပြည့်တယ်ကထိန်အာနိသင်ရထားတဲ့ပုဂ္ဂိုလ်ကစားကျင်ရစားဆေးပဲဖြစ်တယ်တဲ့ဘေးမဖြစ်ဘူးတဲ့ဒါပြောတာဟုတ်ပြီလားကထိန်လူညာလာသွားလို့ရအဝတ်ပေါ်များရညာအစာခိုးသူရမ်းမှကင်းရဥစ္စာကိုယ့်ပစ္စည်းကိုမပေးပဲဘယ်သူမှယူလို့မရဘူးတဲ့ဒါလည်းကြိုက်စရာကောင်းတယ်ဘယ်သူမှလာသိမ်းလို့မရမောင်ပုံနာနဲ့မေပါရိကာရှင်မာကတ္တပကြီးကိုလှူဒန်းပြီးတော့ရာတရားထက်တဲ့တန်တန်ကိုစားမဲ့ထမင်းဟင်းလေးလှူဟာနောက်တခါဟိုကလည်းပဲဏိရောဓသမဘကထဆိုတော့ထဲထိုးပြီးအိပ်ပျော်သွားတင်းတို့ထကြည့်တော့ထဲသားဒုံးတွေအကုန်လုံးကရွှေဒုံးကြီးတွေဖြစ်ကုန်တာဟုတ်လားရွှေဒုံးကြီးတွေဖြစ်ကုန်တော့ဘယင်ကသတင်းကြတော့ဟေးလေထဲမှာရွှေဒုံးကြီးတွေဖြစ်နေတယ်သွားတင်ကြီးဆိုလှဲနဲ့သွားတင်
လဲနဲ့သွားတင်လိုက်တော့ဟာဘုဘရင်ကြီးဘုံကြီးလိုက်တာကွာလေတဲကရွှေထွက်တဲ့ဟာဆိုတော့ရွှေတုံးကြီးကောက်တယ်ပြီးလှဲပေါ်တင်လိုက်တယ်မြေကြီးပေါ်တုန်းကရွှေလှဲပေါ်ရောက်တော့ရွှွန့်ပြန်ဖြစ်တာဟုတ်လားလှဲပေါ်ရောက်တော့ရွှွန့်ပြန်ဖြစ်သွားဟာဘရင်ကြီးရွှွန့်နေနေပေါင်းမင်းတို့ကဘယ်လိုသွားတင်တော့ဟာဘရင်ကြီးရဲ့ပြည့်စည်လို့ပြောတင်တယ်အဲ့လိုမတင်နဲ့တဲ့မောင်ပုံနာရဲ့ပြည့်စည်လို့ပြောတင်လိုက်စမ်းမောင်ပုံနာရဲ့ပြည့်စည်ဟေးဆိုတင်လိုက်တော့အောက်မှာလဲရွှေလဲပေါ်မှာလဲရွှေပဲပြောချင်တာကကိုပိုင်တဲ့ပြည့်စည်ကိုမပေးပဲသူများယူလို့ကိုမရဟုတ်လားကထိန်အာနိသင်ကအဲ့ဒါကောင်းတာပြောတာသုံးဘဝပယ်ချကိလေသာတဲ့နောက်ဆုံးတန်တရာဟုတ်ကကျွတ်ချင်လွတ်ချင်တဲ့အခါမှာဒီကထိန်သင်္ကန်းကတန်တရာကနေဆွဲထုတ်ခြင်းဆိုတော့နံပါတ်5အကျိုးလဲရဗတ္တဝကိမင်းသား30တရင်ကျွတ်တစောင်းမုံပျော်ဝဲစားထွက်ရင်းနဲ့ဖယားနဲ့တွေ့ပျော်ဝဲစားထွက်တာပဲဖယားနဲ့သွားတွေ့ဖယားနဲ့တွေ့တော့သင်္ကန်းလည်းမပါဘူးသင်္ကန်းဝှက်ချင်သိတာပေါက်လာတာရှိသင်္ကန်းဝှက်ချင်ပါတယ်ဖယားလျှောက်လိုက်တော့မြတ်စွာဘုရားကသင်္ကန်းဝှက်ချင်လာခဲ့လို့ညာလက်ဆန်တန်းပြီးတော့အေးဘိက္ခုခေါ်တာဒီတန်တရာကသင်္ကန်းလှူခဲ့ဘူးလို့ခေါ်တာအဲ့ဒီမှာတောထဲမှာခေါင်းမောကသပင်တွေပြောက်ခန္ဓာကိုယ်ကပစိုးတွေအင်ကြီးတွေပြောက်ပြီးသင်္ကန်းတွေရောက်လာတာဘယ်ကသင်္ကန်းတွေလဲမေးရင်တန်တရာမှာကိုလှူခဲ့တဲ့သင်္ကန်းကကိုယ်စီပြန်လာတာဟုတ်လားအေးအဲကြောင့်ကိုဖြိုးမောင်မောင်တို့မတ်သဇင်ထွန်းတို့မိသားစုခဏိငါတို့တန်ဃာတော်ရှင်သူမြတ်များကိုကတ်လူလိုက်တဲ့သင်္ကန်းသည်တန်တရာကငါတို့ကျွတ်ချင်လွတ်ချင်တဲ့ချိန်မှာဒီကထိန်သင်္ကန်းကငါတို့ကိုတန်တရာကဆွဲထုတ်လိုက်မယ်လို့ဒီလိုယုံကြည်ထားကြပါဟုတ်ပြီလားဒါဆိုရင်တန်ဃာတော်ရှင်သူမြတ်များကထိန်သင်္ကန်းလှူဒန်းခြင်းကြောင့်တရားဓမ္မများရတဲ့အကျိုးတရား၅ပါးကထိန်သင်္ကန်းလှူတဲ့အခါမှာဘာကိုအာယုံပြုရမလဲမေးရင်တန်ဃာကုံအာယုံပြုရမယ်တန်ဃာကုံတော့အကျိုးကုံက၄ပါးအကြောင်းကုံက၅ပါးဟုတ်ပြီလားအေးဒါဆိုပြည့်ပြည့်စုံစုံတော်ကောင်းတို့လုံလောက်ပြီလို့ယုံကြည်ပါပြီဗျာဤကဲ့သို့ဓမ္မသည်အလုံးကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းကိုဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း